အာဖရိကရဲ့ကျေပြောလာတဲ့မြက်ခင်းပြင်ကြီးပေါ်မှာကမ္ဘာအကြီးဆုံးကုန်းနေတတဝါတွေဖြစ်တဲ့အာဖရိကစင်ကြီးတွေဟာသူတို့ရဲ့မျိုးနွယ်စုအလိုက်စီးလုံးစွာရှင်သန်နေထိုင်ကြပါတယ်။စင်အုပ်စုတစ်ခုကိုအတွေ့အကြုံရင့်ကျက်တဲ့စင်မာကြီးတွေကဦးဆောင်လေးရှိပြီးဒီနေ့မှာတော့အသက်45နှစ်အရွယ် Touch ဆိုတဲ့စင်မာကြီးကသူတို့အုပ်စုကိုဦးဆောင်နေပါတယ်။ဒီနေ့ဟာဒီစင်အုပ်စုအတွက်တော့အလွန်ထူးခြားတဲ့နေ့တစ်နေ့ပါ။ဘာလို့လဲဆိုတော့Touch ရဲ့သမီးဖြစ်သူကီကီကနေဘင်တီလို့အမည်ပေးထားတဲ့စင်ပေါက်ကလေးတစ်ကောင်ကိုမွေးဖွားပြီးခဲ့လို့ပါပဲမိခင်သစ်ဖြစ်တဲ့ကီကီအတွက်တော့ဒါဟာပထမဆုံးအတွေ့အကြုံဖြစ်ပြီးဘင်တီလေးဟာလည်းမွေးဖွားပြီးနိုင်ပိုင်းအတွင်းမှာပဲလမ်းစာလျှောက်တက်နေပါပြီဒါပေမဲ့သဘာဝတရားရဲ့လောကဓာတ်ကရက်ဆက်တတ်ပါတယ်စင်ပေါက်ကလေးဘင်တီဟာတစ်နှစ်သားမပြည့်ခင်အထိအလွန်နူနေပြီးအန်ဒီရီဝိုင်းနေတာကြောင့်အုပ်စုလိုက်ဂယုစိုက်စောက်ရှောက်ဖို့လိုအပ်ပါတယ်အုပ်စုတွေကစင်ကြီးဒီအားလုံးကဘင်တီလေးကိုဝိုင်းဝန်းနှုတ်ဆက်ပြီးသူတို့ရဲ့အချစ်တွေကိုနီးမျိုးစုံနဲ့ဖော်ပြကြပါတယ်။စင်ဒီဟာသူတို့ရဲ့နှမောင်းနေနဲ့တကောင်ကိုတကောင်ထိတွေ့ပြီးမေတ္တာကိုဖော်ပြလိရှိကြတာပါ။ဒါပေမဲ့ဒီလိုအချစ်တွေအလုံးအကျုံပြီးဝီနေကြတဲ့ကြားမှာဘင်တီလေးဟာမျက်စိလေသွားခဲ့ပါတယ်။စူညံလာတဲ့အုပ်စုကြားမှာဘင်တီလေးဟာသူ့ရဲ့မိခင်ကီကီနဲ့ကွေးခွာသွားခဲ့ပါပြီ။အသက်ရှင်မှုအတွက်မိခင်တို့တုတ်ဆက်ဖို့လိုအပ်နေတဲ့ဘင်တီလေးဟာမျက်စိတွေကလည်းကောင်းကောင်းမမြင်ရသေးပဲအုပ်စုကြားထဲမှာရောင်ချာချာနဲ့မိခင်ကိုလိုက်ရှာနေပါတယ်မိခင်ဖြစ်တဲ့ကီကီကတော့အတွေးကြုံမရှိသေးတာကြောင့်အစားစားတာကိုပဲအာယုံရောက်နေပြီးသူ့ရဲ့ရင်သွေးလေးပျောက်ဆုံးနေတာကိုတတိရင်သွေးလေးပျောက်ဆုံးနေတာကိုတတိမထားမိသေးပါဘူးပင်တီလေးဟာတခြားစင်ကြီးတွေရဲ့ခြေထောက်ကြားမှာတိုးဝေးရင်းသူ့မိခင်ကိုအသေးအတန်ရှာဖွေနေရပါတယ်ပင်တီလေးတယောက်သူ့ရဲ့မိခင်ကိုပြန်ရှာတွေ့ပြီးအန်ဒီရဲ့ကင်းကင်းနဲ့ရှင်သန်နိုင်ပါမလားဒီလိုခက်ခဲတဲ့တဘာဝတရားကြီးတွေမှာစင်ပေါက်လီတကောင်ရဲ့ကန့်ကြမာကဘလို့ဖြစ်လာမလဲဆိုတာရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်